Hello အားလုံးပဲမင်္ဂလာပါ3ကောဤ45 day challenge ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ် ငါ41ကအင်တာနက်တို့ဆိုတာကအင်တာနက်တို့တဲ့စေကန်တော့ခန့်ကျော်မွန်တိုင်းနေဆိုရတဲ့ရှိတာပဲလို့အင်တာနက်တို့တဲ့အင်တာနက်မှာလေစေကန်တော့ခန့်ကျော်မွန်တိုင်းဆိုတာဒီကဘာကြီးရဲ့ခန့်ကျော်ပတ်ဝန်းကျင်ရဲ့မွန်တိုင်းပြဿနာတွေနဲ့နေဆိုရတဲ့ပတ်သက်ပြီးတော့ရှိတာပဲသားဆိုတာကရှာဖွေခဲ့တယ်ခီနိုကအရှိနိချီကျူအင်တာနက်တို့ရှိတဲ့လို့ခီနိုမနေ့ကအရှိနိချီကျူဆိုတာကတနေ့ကုန်လို့အင်တာနက်တို့ရှိတဲ့လို့ဆိုတာကအင်တာနက်သုံးနေတယ်ငါ40နှစ်ကချိုင်မှုဆိုတာကခေါလောင်းတာဂျူနီယောကဟာဂျီမဲလူတိုကီဝါချိုင်မှုကနာလူဂျူနီယောကဟာဂျီမဲလူတိုကီအတန်းစားတဲ့အချိန်မှာချိုင်မှုဆိုတာကဒီခေါလောင်းတန်ကနာလူဆိုတာကမြည်လာတယ်အနောက်စုဆိုတာကအတိပေးရအနောက်လောက်တာပေါ့နော်တန်းချတော့နာကတဲ့အနောက်စုအိုကီကိုတန်းချတော့နာကတဲ့ဆိုတာကယထာပေါ်မှာအနောက်စုဒီအနောက်လောက်တာတတိပေးတာကိုကီကူဆိုတာကနားထောင်တယ်နောက်တစ်ကြောက်ကခင်ကျူနီစုကိုခိုးနိုင်တဲ့အနောက်စုလို့ခင်ကျူနီစုဆိုတာကအရေးပေါ်သတင်းကိုတဲ့ခိုးနိုင်ဆိုတာကကြောင်းထဲမှာအနောက်စုလို့ဆိုတာကအနောက်လောက်တယ်944က message ပေါ့နော်ရူစုပန်တန်ဝါနေ message အိုနိုခိုစုလူစုပန်တန်ဝါဆိုတာကဒီဖုန်းခေါ်လိုက်လို့တစ်ဖက်လူမရှိလိုက်တဲ့အချိန်တွေမှာပေါ့နော် message ကြီးဆိုတာကဒီစကားကိုပြောချင်တဲ့စကားကိုနော်ခိုးစုဆိုတာကခြံထားခဲ့တယ်နောက်တစ်ကြောင်းက message ကြီးတို့အရှော်နီဟနတာပါအိုခုလို့ message ကြီးဆိုတာကပြောချင်တဲ့စကားနဲ့အရှော်နီအတူဟနတာပါဆိုတာကဒီပန်းစီကိုအိုခုလို့ဆိုတာကပေးပို့လိုက်တယ်နံပါတ်2အမီကဒိုင်းတိုရီယိုဝခိုကိုမင်းနိမက်ဆေ့ဂျီကိုဟပ်ပြောရှိတာဒိုင်းတိုရီယိုဆိုတာကဒီတမတာကခိုကိုမင်းဆိုတာကဒီဒိုင်းတူပြည်သားတွေကိုမက်ဆေ့ဂျီကိုဟပ်ပြောရှိတာဆိုတာကဒီအမှားတကားပြောခဲ့တယ်ခုနခေါကုနီဝဟဲဝါနော်မက်ဆေ့ဂျီကဟိုမဲရာတဲ့တေလို့ခုနခေါကုတေတချင်းထဲမှာဟဲဝါဆိုတာကဒီငိမ့်ချမ်းရေးအတွက်မက်ဆေ့ဂျီဆိုတာကငိမ့်ချမ်းရေးအတွက်သစင်ပြောချင်တဲ့စကားတွေကခုမဲရာတဲ့တေလို့ဆိုတာကပါဝင်နေတယ်ပတ်ဖလက်တို့ဆိုတာကဒီလက်ကန်းစာဆောင်ပေါ့နော်ယောခုခိုင်ရှာတဲ့ပတ်ဖလက်တို့အိုတက်စတမူလာတကိတာယောခုခိုင်ရှာတဲ့ဆိုတာကဒီခေတော့ကုမ္ပဏီစီကနေပြီးတော့နော်ပတ်ဖလက်တို့ဒီလက်ကန်းစာဆောင်တွေကိုတက်စတအများကြီးပဲမူလာတကိတာဆိုတာကရလာခဲ့တယ်ကတ်တိုဆိုတာကအင်တာဗျူးဆိုတာကအင်တာဗျူးခက်တချင်မှုနော်ဆန်ရှူနေအင်တာဗျူးစုလို့ခက်တချင်မှုဆိုတာကဒီအနိုင်ရရှိသွားတဲ့အတင်ရဲ့ဆန်ရှူဆိုတာကလက်ရွေးစင်ကစားသမားကိုအင်တာဗျူးစုလို့ဆိုတာကတည်မေးတယ်ပေါ့နော်အင်တာဗျူးတယ်နောက်တစ်ကြောင်းကခီရှာနော်အင်တာဗျူးနိကိုတာရဲလို့ခီရှာဆိုတာကဒီသတင်းတောက်ရဲ့အင်တာဗျူးဆိုတာကသတင်းတောက်ဗျူးတဲ့အင်တာဗျူးကိုကိုတာရဲလို့ဆိုတာကပြန်ဖြေတယ်948ကအန်ကတ်ဆိုတာကစစ်တမ်းအန်ကတ်တိုနိခေယောယကုစကူတာတိုင်းဒီစစ်တမ်းကောက်တဲ့နေရာမှာခေယောယကုပူပေါင်းဆောင်ရွက်ပေးပါအန်ကတ်တိုရှိတဲ့ကစီနိုဆေကတ်ဆိုရှိလာပြီအန်ကတ်တိုဆိုတာကစစ်တမ်းကောက်ပြီးတော့လေကစီနိုចောင်းသားလေးရဲ့ဆေကတ်ဆိုနေထိုင်မှုပုံစံတွေကိုရှယ်ယာပဲလို့ဆိုတာကရှာဖွေတယ် data ဆိုတာက data ခန့်ကျူနော်တာမဲ့ data ကို asymmetric လို့ခန့်ကျူနော်တာမဲ့သူတင်တယ်လို့ဖို့အတွက် data ကို asymmetric လို့ဆိုတာကစုဆောင်းနေတယ်950က percent တို့ဆိုတာက percent ရာခိုင်နှုန်းကိုပြောချင်တာ皆さんお疲れ様ですもし発音や翻訳に間違いがあれば何よなく教えてくださいよろしくお願いします一緒に勉強を続けていきましょうではまたねバイバイ